ဒီနေ့သာသနာတော်နှစ်2560ခုကောဇာတကိ1389ခုနတ်တော်လာပြီးတော့10ရက်2019ခုနှစ်17လပိုင်း25ရက်တနင်္လာနေ့ညနေခင်းကာလမှာရန်ကုန်တိုင်းဒေသကြီးလေကုန်းမြို့ရွှေမန်းတင်ကြီးပါသစ္စာရွှေစီကျောင်းတိုက်တွင်မှာဆင်းကျင်းပကြတဲ့9ရက်တာတတိပဋ္ဌာန်ဘာဝနာတရားတော်များကိုကျင့်ကြံကြိုးကိုအထောက်ကြဖို့ရှောက်ရှိလာကြတဲ့အလုံးသောယောဂီတော်ရှင်တို့ကိုဘုရားတို့မိမိတို့ကြိုးစားအထောက်နေတဲ့တရားဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တတ္တဝရိယတတိတမာတိပညာခွန်အားတွေတိုးပါစေခြင်းအလုံးမှာတရားဘာဝနာလုပ်ငန်းနဲ့အများကြီးဆက်နွယ်မှုရှိမိတ်တရားဒေသနာလေးတွေကိုရွေးချယ်ပြီးတော့ပြောမယ်ဆိုတာမနေ့ကဝဇီရာဘိက္ခုနီမနဲ့တေလာဘိက္ခုနီမတို့ပြောခဲ့တဲ့စကားတော်တွေနာယူခဲ့ကြရတယ်နော်တော့ဒီကနေ့လည်းပဲမြတ်စွာဘုရားတက်ကထင်ရှားကြော်ကြတဲ့ယဟန္တာထေရီမာကြီးတို့ရဲ့စကားတော်တွေကိုဆက်လက်ပြီးတော့နာယူမှတ်သားကြရအောင်နော်ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာကရှင်သာရိပုတ္တရာမထေရကြီးရဲ့ညီမတော်ဘိက္ခုနီ3ပါးရှိတယ်အဲဒီဘိက္ခုနီထေရီမာကြီးတို့ပြောခဲ့တဲ့စကားပြောရခြင်းရဲ့အကြောင်းဒီကံဝတ္ထုလေးကမနေ့တုန်းကပြောခဲ့တဲ့အကြောင်းဒီကံဝတ္ထုနဲ့အတူတူပဲဘုရားတို့ဇေတဝန်ကျောင်းတက်ရဲ့အနီးဝန်းကျင်မှာအန္တဝန်တောအုပ်ဆိုတာရှိတယ်အဲ့ဒီအန္တဝန်တောအုပ်တွေကိုယဟန်တော်တွေဘိက္ခုနီတွေဆုံးကိစ္စပြီးပြီဆိုလို့ရှိရင်တပါးတဲ့စိတ်နေရာမှာကင်းအောင်ပြီးတော့တရားသူတရားမြတ်ကိုမရကြသေးတဲ့ပုဂ္ဂိုလ်တွေကတရားသူတရားမြတ်ရအောင်ကြိုးစားအထောက်ကြတယ်ပေါ့အာသောဘုံခံရနာဖြစ်ပြီးသားပုဂ္ဂိုလ်တွေကြတော့လည်းပဲမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေနိုင်ဖို့ဆိုပြီးတော့နိဗ္ဗာန်ချမ်းသာကိုအာရုံပြုပြီးတော့အလွန်ချမ်းချမ်းသာသာတိတိစိတ်စိတ်တရင်သုံးတော်မူကြတယ်ပေါ့နော်အခုဒီဘိက္ခုနီထေရီမာကြီးတွေကယဟန္တာဖြစ်ကြပြီးသားထေရီမာကြီးတွေအဲ့တော့ဦးဇင်းတို့ရှင်သာရိပုတ္တရာထေရကြီးရဲ့ညီမတော်3ပါးရှိတယ်အလုံးလည်းပဲဒါကဇာဝနာဝရှိပြီးသားအကြောင်းအရာစာလာရဲ့ဥပစာလာရဲ့တိတုပါစာလာရဲ့နာမည်လေးတွေတော့ရင်းနှီးနေတယ်နော်သူတို့နဲ့မာနအချီချပြောကြတဲ့တရားစကားတွေကိုကြားတော့ခရီးစီတွင်းကြမတ်မီကိုတိတ်မလွယ်ဘူးပေါ့နော်။အောင်ဆိုအကြောင်းအရာတွေကအလွန်လေးလက်တဲ့သဘောရှိအောင်စာလာထေရီမာရဲ့ဥပစာလာထေရီမာရဲ့တိတုပါစာလာထေရီမာရဲ့အဲ့ဒီထေရီမာကြီး3ပါးမာနနဲ့အချီချပြောခဲ့တဲ့စကားတွေကိုဒီကနေ့နာယူမှတ်သားကြည့်ကြမယ်နော်အဲ့တော့ဦးဇင်းတို့ဘယ်ထေရီမာကြီးပြောတဲ့စကားကိုအရင်စပြီးတော့ပြောရင်တော့ဆိုတော့အစဉ်အတိုင်းပြောရရင်တော့စာလာရဲ့ဥပစာလာရဲ့တိတုပါစာလာရဲ့အကြောင်းအရာလေးတွေကိုဘုံဘဝကြည့်လိုက်တော့တိတုပါစာလာထေရီမာပြောတဲ့စကားကိုအရင်ပြောခြင်းပြီးမှဥပစာလာပြီးမှစာလာထေရီပြောတဲ့စကားကိုအစဉ်တိုင်းပြောပါနော်တော့တိတုပါစာလာဘိက္ခုနီမအခါတစ်ပါးမှာအဲ့ဒီအန္တဝန်တော်ထဲမှာတပါးတည်းကင်းအောင်ပြီးတော့တရားချမ်းသာနဲ့မွေးလျော်နှိမ့်ချိုင်နေတော့ရုပ်မာတဲ့အလိုရှိတဲ့မာနရောက်လာပြီးတော့အနှောင့်အယှက်ပေးတဲ့အနေနဲ့ပါပြောတော့ဆိုတော့ကတ္တနုတ္တဘိက္ခုနီပါတန္တံရောစေတိဘိက္ခုနီယဟမှာတွင်တင်သည်
Kata bedu ipatanan Jawabnya dure Yuwaraku Rositi Nitatale Patana sudah sekali Patana sudah Jawabnya Dewa Nggak geli di bari itu Jawabnya tahun nasi deh Tatame di bari itu musuhnya Jawabnya tahun nasi deh Chú thong dọc từ nhiều lũ số này của nó cho nguyên số nào cho nguyên nhà tao bảo lũ gì đâu mi đoàn sẽ đoàn nhắm mi đâu giống thôi bố mà lời họ bà ta na cho nguyên và cái đi cho nguyên của số ra mà hồ dù xa số để thấy thi của số đồ à dù ada nhôm nhôm thì nhà mà bà ta na lũ tông dù xa được của Yuwara của lũ đề hà xoay tòa bị chạy qua bị sôi gì cho quên mi khai ra rồi vềပြန်ပြီးတော့ရုံထုတ်ဖို့မလွယ်ဘူးလို့ပြောတာအဲ့ဒါမနကအဲ့လိုမေးတာကတ္တနုတွန်ဘိက္ခုနိပါတနာရောစီတိမင်းဘသူရဲ့ယူဝါဒတည်းဟူသောကြောကုန်းကိုမင်းနှစ်သက်တယ်လေတဲ့အဲ့လိုမေးတဲ့အခါကျတော့နာခွာငါအာဟုသောကတ္တစီပါတနာရောစီမိအာဟုသောမနတ်အာဟုသောငါရှင်လို့ဒီလိုလဲဘာသာပြန်လာရှင်အခုကကြတော့သူကမနတ်ဖြစ်နေတာဆိုတော့အာဟုသောလို့မနတ်ကိုအဲ့ဒီအသုံးလုံးနဲ့ပြောတယ်မနတ်တဲ့အဟံငါသည်ကတ္တစီတစုံတယောက်ရဲ့ပါတန်တန်ဘယ်လိုကြောက်ဝင်းနဲ့တူတဲ့အယူဝါဒကိုမှနာရောစီမိငါမနှစ်သက်ဘူးတဲ့ဘယ်လိုအယူဝါဒကိုမှငါမကြိုက်ဘူးတဲ့အဲ့လိုဖြစ်တဲ့အခါကျတော့မာနကဘာပြန်ပြောတော့ကံတို့ဥဒိတမုံတာတိတမဏိဝိယဒိဋ္ဌတိနာသရောစေတိပါတန္တံကိမိဝစရတိမောမောဟာသူပြောတဲ့စကားလေးကမင်းဘသူကိုရည်ရွယ်ပြီးတော့အခုလိုကရုံကြီးတုံးထားတာတော့တဲ့ဘသူရဲ့အယူဝါဒကမှမင်းမကြိုက်ဘူးလဲပြောသေးတယ်အခုမင်းကြည့်ရတာတမဏိဝိယဒိဋ္ဌတိယဟန်တော်တော်ငါထင်နေတယ်ယဟန်မာရီတယောက်တော့ငါထင်နေတယ်ကံတို့ဥဒိတမောတာတိဘယ်ဆရာကိုမင်းရည်ရွယ်ပြီးတော့မင်းကောင်းကစပင်တွေကိုရိတ်ထားတာတော့နာသရောတိတိပါတန္တံဘသူရဲ့ယူဝါဒကိုမှမနှစ်သက်ဘူးလို့လည်းမင်းပြောသေးတယ်ဒါကိုမင်းကိုကြည့်ရတာယဟန်မာလေးတယောက်နဲ့လည်းတူတယ်အသွင်ပြင်ကတာမန်တူတယောက်နဲ့မတူပဲဘူးကိမိဝစရတိမောမောဟာမင်းရောင်ဝါးဝါးဖြစ်နေတာနဲ့တူပါတယ်မင်းဘသူယူဝါဒကိုမှမကြိုက်ဘူးလို့လည်းပြောသေးတယ်မင်းပုံစံကတစုံတယောက်ရဲ့အယူဝါဒကိုနှစ်သက်ပြီးတော့အသွင်ပြင်ကိုဝါစားခြားသောသူတွေနဲ့မတူပဲနဲ့နော်ယဟန်မတယောက်ကိုကရုံတုံးပြီးတော့မင်းရောင်ဝါးဝါးလုပ်နေတာလားတဲ့ဓမ္မမို့မင်းဟာမှိုင်းတွေးပြီးတော့ထိုင်ထိုင်မိုင်းမိုင်းဘာတွေလုပ်နေတာတော့ဟုတ်တယ်တချို့ကမြတ်စွာဘုရားလက်ထက်ကတချို့ယဟန်တော်ယဟန်မတော်တွေတရားနှလုံးကျင့်သုံးပြီးတော့နေတာကိုသူတို့ကြည့်ရတာမရွှင်မလန်းနဲ့မှိုင်းမိုင်းတွေးကြီးနေတာလို့တချို့ထင်တဲ့လူတွေလည်းရှိတယ်ကိမိဝါစရတိမောမောဟာမင်းကြည့်ရတာထိုင်ထိုင်မှိုင်းမိုင်းနဲ့ဓမ္မမို့မင်းကပြောတာနဲ့လုပ်နေတာလည်းမညီသလိုပဲပေါ့မင်းရောင်ဝါးဝါးလုပ်နေတာလားအချက်ကြကြပြန်ပြောတာနော်မာနကသူကဘသူယူဝါဒမှာမနှစ်သက်ဘူးလို့ပြောတာဟုတ်တကယ်ကြတော့သူ့ကြည့်တော့လည်းပဲအယူဝါဒတစ်ခုခုကိုနှစ်သက်လို့တစုံတစ်ယောက်ကိုဆရာတင်ပြီးတော့သူတပည့်ခံပြီးတော့ဒီအကျင့်ကိုကျင့်နေတယ်ဆိုတာလည်းထင်ရှားတယ်အဲဒါကြောင့်သူကမေးတာမင်းဘသူယူဝါဒပေါ်မှာလည်းမနှစ်သက်ဘူးလို့လည်းဆိုသေးတယ်မင်းကြည့်ရတာရောင်ဝါးဝါးဖြစ်နေတယ်အဲ့လိုပြောတဲ့အခါကျတော့ဘိက္ခုနီရှင်မကဘာပြန်ပြောတော့ဣတောဘဟိတပါတန္တဒိဋ္ဌိတုပတိရန္တိတေနတေတံဓမ္မရောစီမိတေဓမ္မတအာကောဝိတောတဲ့ဣတောဘဟိတပါတန္တအဲ့ဒီကြော်ခွင်းနဲ့တူတဲ့အယူဝါဒတွေဆိုတာဟောဒီသာသနာတော်ရဲ့အပြင်ဘက်မှာရှိတယ်ပြင်ပကအရာတွေဒိဋ္ဌိတုပတိရန္တိတေအဲ့ဒီပုဂ္ဂိုလ်တွေဟာအယူဝါဒထဲမှာနှစ်မွန်းနေကြတာတဲ့အယူအဆအမျိုးမျိုးထဲမှာမဖြစ်နေတော့နှစ်မွန်းနေတာတဲ့အဲ့ဒီအယူအဆအမျိုးမျိုးဟာဒီသာသနာရဲ့ပြင်ဘက်မှာရှိတယ်သာသနာရဲ့အတွင်းမှာမဟုတ်ဘူးဒါပြောတာနော်ဣတောဘိတပါတနာဒိဋ္ဌိတုပတိရန္တိတေဒီအယူအဆတွေဟာသာသနာရဲ့ပြင်ဘက်မှာရှိတာအဲ့ဒီပုဂ္ဂိုလ်တွေဟာဒီအယူအဆထဲမှာနှစ်မွန်းနေတာ
Na titan damarosi, every pogoria diao, minute the bull, Babu Lesser, Titamata Agovido, every pogoria, Turavandiama, Lima Janjimu, Mashiu, Turavandia, Mama Ganga, Matiu, Diamondo, every pogoria, not as you are a year, they are minute the bull. You live away to do, no? That's a bit of a babio. Achi Tajabuli Zado. Bodo apati pogolo, taba bibu maranu ko taba thama prasito. Tajabuli, lagi we memyo masado psipohi lare. Bodo longzong do dia ko tire apati pogola, jain nain tu mashire, jain bekene. Yaswa bia soda ati shire. Lagi we memyo masilare. Longzong ko tire, jain bekene, yaswa bia soda shibare. အဲ့ဒီမြတ်စွာဘုရားတပ္ပပိကိုအလုံးစုံကိုလွှမ်းမိုးနိုင်တယ်မာရလို့ခေါ်မန်နေကိုပယ်နှုတ်ထားတယ်တပ္ပထမပရာဇိတောအလုံးစုံသောအရာတွေကိုအောင်ထားတယ်တဲ့အပရာဇိတောဆိုမရှုံဘူးလို့ပြောတယ်အောင်ထားတယ်တဲ့ဘာတွေကိုအောင်တာတော့ဆိုတော့သူကတခုချင်းခွဲမပြောတော့တပ္ပထအလုံးစုံသောအရာတွေကိုအောင်ထားတယ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်လေးတွေကိုသူကြည့်ကြတာနော် Ati Tajabuli Zado Bodo apati pogolo, taba bibu maranuko, taba thama prasito. Taba thamodo atito, taba patati saguma. Tiga hari dia, jajatan berdoa. Taba gambar yang pada wimbodo puri tinggi. Bawa mesin bawa tada, tata rosi mitanana. Tabata alone on do Yarona, Modo Kidama, Dodo movie. A tito than her little feet while it weighed her as a she would and yes of Yama. Taba alone on Patati Tito Mude, Mieno Mude, Sakuma, Miena is one she and Yesinele, Pizule. Tinema Yesi should have been our Yona, no? Taba Gamaka Pato, alone on do Gandhi Kunkaya, Yautavi, Gangonkaya, rather for Yola. A Julia Ladigo, ship was it, Gandiari, John Diari, she, Kamu Makamu, no? Eddie Kamu Makamu, Julia Ladigo, Celebiro, ship was it, Eddie John Diari, Yaswapia, Alonso, Chonyensi, Bibi, Abulonso, come back here. Gangoya, Radapu, Sure, Gango Network, but do Yabira Chilum. We moved up Uri thinking. Alonso, the Uri Diari, Gomia. Neighbor, so the Ediama, we moved on. No, so Elan King of Simia Sopia, Domyao Domi. Bomish and Bagawata, Tata Rosi Mitana. Eddie do the voice sheeted, Bongiro, Mure, Yaswapia, a Soma, alone at the day. Not a dinner mountain Peter Bondrono. Tiduvas ala Beguni, Tirimai, Oresala, Parimatasia Chile, Dalego. Culture Greece were below, it took the food on Lolo. As you sorry, Tito Dama, Patanalo, Tonaligo, Litaya. You are a year and a patapiro, you son a patapiro, Luria, Swemi Beach Lucy, Joe Gwen me Kayare, Tata Melo, Joe Gwen me Dore, get a bundle, Jumpalu, Mea. Miazu got the warrior, Edro knew Joe Winnidema, the Niachian, Titi, so that you sat Joe Winnema. Me Yaran Chula, she. Did you are a year and a patalado, she, a timacam, no? Manama Mana Dada, Danga Juara, Danga Bada Dea, Swedayana. Ladinia Matujores Rally would cook Senaria Shira. It away the Patana Diti to Petit and Diti. Did you Sarisa, Tagnarima, shield, a 20 Hamaho, no Eradiamas, a Pientiari, Jimbaga Ayari, Tali will let the Tayama. Miazu, I ate you Sadi with Jawinemabe, Ninijara. Miazu Haleve, Eddie to the Hondiana Patapiro. Mamma Ganganti and Minedo, Mishiu, Amandiago, Lema Janjin at the wall, Mishiu. Dayantua Eri Pimba, Jusari, to Kuma, Manetabu to Biola. The Bimaga, Juara, and Patapio, 2 years, and Miao, Tiare. Now the Chaga
သူဟာမြတ်စွာဘုရားရဲ့အစုံအမသာသနာကိုအလွန်နှစ်သက်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုသူချီးကျူးထားတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကြီးတွေကိုတွေ့ရတယ်ပေါ့ဗုဒ္ဓအပတိပုဂ္ဂလောဗုဒ္ဓဆိုတဲ့ဂုဏ်ကတော့ပေတလို့အလုံးယဉ်ကျေးကြပြီလားနော်သစ္စာလေးပါးကိုတော့သိတော်မူသည့်အားလျော်စွာတတ္တဝါတွေကိုသိအောင်လည်းပဲဟောပြတော်မူနိုင်တယ်တနည်းအားဖြင့်ဗုဒ္ဓဆိုတာအလုံးစုံကိုသိတယ်လို့ဒီလိုလည်းအဓိပ္ပာယ်ရတယ်အပတိပုဂ္ဂလပြိုင်ဘက်မရှိဘူးမြတ်စွာဘုရားကိုရှင်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတပ္ပထဗုဒ္ဓအတိတောတပ္ပပိပုအလုံးစုံကိုလွှမ်းမိုးနိုင်တယ်မာရနုခောမန်အမျိုးမျိုးကိုပယ်လို့ပြီးသားဖြစ်တယ်တပ္ပထမပရာဇိတောအရာအလုံးကိုအောင်မြင်ပြီးသားဖြစ်တယ်တပ္ပထဗုဒ္ဓအတိတောဘာကိုမှမှီတွယ်ထားတာမရှိဘူးအရာအလုံးကနေလွတ်မြောက်တယ်တပ္ပပတ္တိစကုမှာတော့မြင်နိုင်စွမ်းရှိတဲ့မျက်စိနဲ့ပြည့်စုံတော်မူတဲ့တော့အလုံးစုံကိုလည်းပဲမြင်တော်မူတယ်တပ္ပကမ္မခေယပတ္တောဆင်းရဲဒုက္ခဒီဟုသောအကျိုးတွေကိုဖြစ်စေတဲ့အလုံးစုံသောကံတရားတွေကုန်ခန်းခြင်းလို့ဆိုတဲ့အရတ္တဖို့ကိုရှောက်ပြီးသားလည်းဖြစ်တယ်ဝိမုတ္တဥပရိသင်္ခေယဆင်းရဲဒုက္ခဥပရိဆိုတဲ့ဒီတရားတွေကုန်ခန်းရဒီနိဗ္ဗာန်ကိုအာယုံပြုသောအဖြစ်လွတ်မြောက်ပြီးသားဖြစ်တယ်လို့ဓမ္မစွာဘုရားရဲ့ဂုဏ်ကိုသူချီးကျူးတာဒီဂုဏ်တွေကတချို့ဂုဏ်ကျေးဇူးတွေကိုဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေရဲ့ဉာဏ်နဲ့ပြပြဝဝနားလည်ဖို့မလွယ်ဘူးပေါ့နော်အဲ့ဒါဒီသုတ္တံမှာဒီအကြောင်းအရာလေးတွေကိုခွဲခြမ်းပြီးတော့နားလည်ဖို့ရှိတယ်ပေါ့ဆက်ပြီးတော့ဦးဇင်းတို့ဥပဇာလဘိက္ခုနီဒီရီမနဲ့မန္တနဲ့အခြေချပြောတဲ့စကားတွေကိုမှတ်သားကြည့်ရမယ်သူရှုထောင့်လေးနဲ့သူပြောပုံလေးကအလွန်မှတ်သားစရာကောင်းတယ်ဒီနေ့အချင်းမန္တရဲ့မေးလာတဲ့စကားပေါ်မှာပြန်ပြီးတော့တုံ့ပြန်ချက်တွေကမေးလာတဲ့အကြောင်းအရာကမတူတဲ့အတွက်ကြောင့်တုံ့ပြန်တဲ့အကြောင်းအရာကမတူဘူးပေါ့နော်ဒါဒီပင်လေတစ်မျိုးတစ်ပါးသာမှတ်သားစရာလေးစုံတယ်လို့ဆိုရတယ်အဲ့ဒီဥပဇာလဘိက္ခုနီမကိုကြတော့မန္တကဘယ်လိုပြောတော့သူလည်းစောစောတုန်းကလိုပဲအနွန်တော်ထဲမှာတပါးလေးကိန်းအောင်ပြီးတော့နေတော့မန္တရောက်လာပြီးတော့အနှောင့်အယှက်ပေးတာမန္တကိုသူဘယ်လိုစပြီးတော့ပြောလို့ဆိုတော့ကတ္ထန္တုတွန်ဘိက္ခုနီဥပ္ပဇိတုကာမမေးတာသူကြတာမေးတာဘိက္ခုနီရှင်မဘိက္ခုနီတဲ့တွန်းတင်တည်ကတ္ထဘေရ၌ဥပ္ပဇိတုကာမဖြစ်လို့တဲ့သဘောရှိလေတဲ့မင်းဘယ်နေရာမှာဖြစ်ချင်တော့ဘယ်ရောက်ချင်တော့နော်ဒါကနေရာကိုဥစားပေးပြီးတော့မေးတာပေါ့နော်မင်းဘယ်နေရာရောက်ချင်တော့ဘယ်ဒီသွားချင်တော့ဘယ်ဒီစီရောက်ချင်တော့ဟိုဒီဘဝအနေနဲ့ပြောမယ်ဆိုတော့မင်းဘယ်နိုင်ငံရောက်ချင်ဘယ်ဒီရောက်ဘူးချင်တော့ဘယ်နာသွားပြီးတော့နေချင်တော့ဒကာမတို့ဦးဇင်းတို့မှာအဲ့ဒီစိတ်ရှိရနော်ဟိုနာလေးရောက်ဘူးရင်တော့ကောင်းပါဒီနာရောက်ဘူးရင်တော့ကောင်းပါဒါဦးဇင်းတို့လည်းရှိတာတနေရာရောက်သွားရင်တော့နည်းနည်းတော့ထူးမယ်လို့လည်းထင်တာပေါ့လေပြီးတော့လည်းဘာမှတော့မထူးပါဘူးဒီလိုပါကုမန္တကမေးတာနော်မင်းဘယ်နေရာကိုရောက်လို့တလေတဲ့ဘယ်နေရာမှာမင်းဖြစ်လို့တလေဒါကဒီဘဝအနေနဲ့နားလည်ဖို့လိုသလိုဒီဘဝအသေးပြီးတဲ့နောက်ဘယ်ဘဝကိုရောက်လို့တလေဆိုတဲ့မိကွန်းလည်းပဲဖြစ်တယ်ဆိုတာလည်းနားလည်ရမယ်နော်ကတ္ထတုတ္တဘိက္ခုနီဥပ္ပဇိတုကာမမင်းဘယ်နေရာမှာရောက်ချင်လို့ဘယ်နေရာမှာမင်းသွားဖြစ်ချင်လို့ညာတော့ဖြစ်ဘယ်ဘဝမှာဖြစ်ချင်လို့မေးရင်နောက်ဘဝကျမှပဲလူတွေကတွေးမိတာများတယ်နော်ဒီဘဝတည်းကိုဟိုနာဖြစ်ချင်ဒီနာဖြစ်ချင်ရှိရင်တော့ဒီနာဖြစ်နေတာတစ်မျိုးပဲလေဟိုနာလေးမှာသွားပြီးတော့ဖြစ်လိုက်ချင်နေတာမရှိဘူးလားရှိတယ်အဲ့လိုမေးတဲ့အခါကျတော့သူဘယ်လိုပြန်ပြောတော့နာခွာဟံအာဟုသောကတ္တစီဥပ္ပဇိတုကာမငါဘယ်နာလေးမှမဖြစ်ချင်ဘူးတဲ့ဟောဒါရဟန္တာရှင်မြတ်တို့ရဲ့အဖြေပဲနော်အာဟုသောငါရှင်တဲ့ဒီနေ့အဖြစ်အာဟုသောမန္တအဟံငါတိကတ္တစီဘယ်နေရာမှာမှနာဥပ္ပဇိတုကာမငါဖြစ်လို့တဲ့သဘောမရှိဘူးတဲ့ငါဘယ်နာမှမဖြစ်ချင်ပို့ပြီးတော့နောက်ဘဝအနေနဲ့ပြောရမယ်ဆိုရင်ဘယ်ဘဝမှငါမဖြစ်ချင်ဘူးအဲ့ဒါလေးကိုနေရာအနေနဲ့ပြည့်ညက်ကလေးတက်ပြီးတော့အရင်ပြောကြည့်ပါလေဟုတ်လားဘယ်နာလေးမှမဖြစ်ချင်ဘယ်နေရာမှမဖြစ်ချင်ဘူးပေါင်းစုံကမထူးလို့ဒါကိုနားလေရမယ်အဲ့လိုဘယ်မှငါမဖြစ်ချင်ဘူးလို့ပြောတော့မန္တကပါပြန်အတွန်းတက်လာတော့တာဝရိန္ဒာသယာမသတုတိတာသပိတေဝတ
နေမာနရတိနောဒေဝယေဒေဝဝတ္တဝတိနောတတ္ထစိတ်တံပဏိတေဟိရတိပစ္စနုသောတတိနတ်ပြည်6ထပ်ဆိုတာလူတိုင်းကြားမှာနော်ဒီမှာတော့နတ်ပြည်6ထပ်လုံးကြည့်အောင်မနက်ကမပြောတာဝရိဏနတ်ပြည်ရှိတယ်သူရဲ့ထင်မှာယာမနတ်ပြည်ရှိတယ်စလုမာတွေကိုသူထည့်မပြောဘူးနော်တုတိတာနတ်ပြည်ရှိတယ်တဲ့နေမန္တရတိနတ်ပြည်ရှိတယ်ဝတ္တဝတိနတ်ပြည်ရှိတယ်အဲ့ဒီနတ်ပြည်တွေရဲ့ပေါ်မှာသင်ရဲ့စိတ်ကိုသင်ညှို့မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာသင်ဟာပျော်ပျော်ပါးပါးကြီးသွားပြီးတော့ဖြစ်သွားနိုင်တယ်နေရသွားနိုင်တယ်တဲ့ဒါကြောင့်အဲ့ဒီနေရာကိုသင်စိတ်ညှို့လိုက်ပါလားလို့သူပြောတာနော်အဲ့လိုနတ်ပြည်ရဲ့အကြောင်းတွေကိုနာမည်နဲ့တကွသူဖော်ပြပြီးတော့နတ်ပြည်မှာသင်စိတ်ညှို့မယ်ဆိုရင်ဒီပျော်မွေ့တရားကိုတွေ့ရလိမ့်မယ်အဲ့လိုပြောတဲ့အခါကျတော့ဘိက္ခုနီတိရိမာကြီးကဘာပြန်ပြောတော့တာဝရိန္ဒသယာမသတုတိတာသံပိဒေဝတာနေမာနရတိနောဒေဝယေဒေဝဝတ္တဝတိနောကာမဗန္ဒနာဗတ္တတိအင်တိမာရဝတ္တံပုဏ္ဏနောက်ဆုံးပိုက်လေးကမှတ်သားစရာဟုတ်တယ်တဲ့တာဝရိန္ဒနတ်ပြည်ဆိုတာရှိတယ်ယာမနတ်ပြည်ဆိုတာရှိတယ်တုတိတာနေမာနရတိပရဏိပိတာဝတ္တဝတိနတ်ပြည်တွေရှိပါတယ်တဲ့အဲ့ဒီနတ်ပြည်မှာဖြစ်နေကြတဲ့တရားတွေဟာကာမဗန္ဒနာဗတ္တတိကာမဂုဏ်ဒီဟုသောအနှောင်ဖွဲ့ဖြင့်နှောင်ဖွဲ့ခံနေကြရတဲ့တတ္တဝါတွေပါတဲ့ဒီနေရာမှာကာမဆိုတာအဓိကကတော့လောဘကိုရည်ညွှန်းတယ်လို့ဆိုရင်လည်းပေါ့နော်အလိုဆန္ဒဒီဟုသောမပြည့်ဝမှုပေါ့နော်လိုချင်တယ်ဆိုတာတကယ်တမ်းကမပြည့်ဝလို့လိုချင်နေရတာပဲလေနော်လောဘကိုမပြည့်ဝမှုရှုတော့အနေနဲ့ကလည်းမြင်တတ်ဖို့လိုတယ်တကူကိုရခြင်းတယ်လိုချင်တယ်ဖြစ်ခြင်းတယ်ဆိုရင်ဒါပါလေဒီတိုင်းအရှင်မပြေဘူးဆိုတဲ့အတိတ်ပဲကိုပြောတာရောက်တယ်တကူကူဖြစ်ခြင်းတယ်ဆိုရင်ခုဖြစ်နေရတာအရှင်မပြေသေးဘူးဆိုတဲ့သဘောပြည့်ပြည့်ဝဝမရှိသေးဘူးဆိုတဲ့သဘောအဲ့ဒီလိုမသက်ရဘူးလားသက်ရတယ်နော်ပြောရလို့ရှိရင်ဒါအလိုမကျမှုတည်းဟူသောနှောင်ကြိုးတွေပါတခါတည်းတွဲပြီးတော့ပါနေတယ်ဆိုတာကိုနားလည်ရမယ်နော်အလိုဆန္ဒရဲ့နောက်ွယ်မှာအလိုမပြည့်ဝမှုဆိုတာရှိနေတယ်ကပ်နေတယ်ဆိုတာကိုနားလည်ဖို့လုပ်တယ်ကာမဗန္ဒနာဗတ္တတိကာမဂုဏ်ဒီဟုသောအနှောင်ဖွဲ့ဖြင့်နှောင်ဖွဲ့ခံနေကြတဲ့တတ္တဝါတွေပါတဲ့တော့ဒီနေရာမှာဦးဇင်းတို့ကာမကဝိတုကာမရှိတယ်ကိလေသာကာမရှိတယ်အဲ့ဒါကိုအနှောင်ဖွဲ့လို့သူသုံးတော့တယ်အနှောင်ဖွဲ့ဆိုတဲ့စကားဟာမလွတ်လပ်ဘူးဆိုတာကိုထင်ရှားစေတယ်ဟုတ်တယ်မဟုတ်လားအနှောင်ဖွဲ့ခံလိုက်ရပြီဆိုတာနဲ့လွတ်လပ်မှုဟာစိတ်သုံးသွားတယ်တော့ဒီကနေ့မှတို့ဦးဇင်းတို့တွေလွတ်လပ်မှုကိုတန်ဖိုးထားရတယ်နော်လွတ်လပ်မှုဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့နေရာမှာလည်းပဲများသောအားဖြင့်အပေါ်ရလွတ်လပ်မှုတွေလောက်ပဲလူတွေနားလည်ကြတာပါဟိုတချို့ကြတော့လွတ်လပ်မှုနဲ့ပြောရင်အမေသူများရဲ့လွတ်လပ်မှုကိုကိုကသွားပြီးတော့ကိုစားပြုပြီးတော့ပြောနေတာကိုမလွတ်မလပ်ဖြစ်နေတာကိုတော့သိပြီးတော့မစင်စားမိဘူးလွတ်လပ်မှုဆိုတာနဲ့ပတ်သက်ပြီးတော့နားလည်တဲ့နေရာမှာတော့စိတ်ရဲ့အနှောင်ဖွဲ့ကင်းမှသာလေပြည့်ဝတဲ့လွတ်လပ်မှုကိုရမယ်လို့မြင်မာတဲ့လွတ်လပ်မှုကိုနားလည်ဖို့လိုတယ်အဲ့ဒီနတ်ပြည်မှာရောက်နေကြတဲ့တတ္တဝါတွေဟာတကယ်တမ်းကကာမဆိုတဲ့အနှောင်ဖွဲ့နဲ့အနှောင်ဖွဲ့ခံရတဲ့အတွက်ကြောင့်စစ်မှန်တဲ့လွတ်လပ်မှုမရှိဘူးလွတ်မြောက်မှုလည်းမရှိဘူးဒါကြောင့်အင်တိမာရဝတ္တံဘုဏအဲ့ဒီကိုရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတပံထပ်ပြီးတော့မန်ရဲ့အလိုကိုလိုက်ကြရမယ့်ပုဂ္ဂိုလ်တွေတဲ့ဒီနေရာမှာမာရဆိုတာကနော်အကျဉ်းချင်းမန်လို့ပါတာပြန်တယ်မန်၅ပါးရှိရလို့ကြားတယ်နော်ဒေဝဗုဒ္ဓကိရိတာနဲ့ခန္ဓာမစ္စုမှတ်ရှုပြီးသင်္ခါမန်၅ပြားကိုနော်ဘုရားရှိခိုးလေးမှာကြားဘူးလေမဟုတ်လားမာရအဲ့တော့ဒီနေရာမှာမာရဆိုတာကိုကိလေသာမန်ကိလေသာတရားလို့လည်းနားလည်ဖို့လိုတယ်မစ္စုမန်သိခြင်းတရားလို့လည်းနားလည်ဖို့လိုတယ်အဲ့တော့ဆိုလိုတာကဒီနတ်ပြည်ကိုရောက်သွားကြတဲ့တတ္တဝါတွေဟာကာမတိဟုသောအနှောင်ဖွဲ့ခြင်းနဲ့နှောင်ဖွဲ့ခံရတယ်ပြီးရင်သိခြင်းတို့သိရမယ့်အဖြစ်ဆိုးမျိုးကိုလည်းပဲဖြစ်ရလိမ့်မယ်တွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဒါမလွတ်လပ်ဘူးပေါ့နော်ဒါကိုသူကမာရဝတ္တံပုဏ္ဏနောက်တစ်ဖန်တက်ပြီးတော့မန်ရဲ့အလိုကိုသူတို့လိုက်ကြရလိမ့်ဦးမယ်လို့ပြောတာသူများရဲ့အလိုကိုလိုက်ရတယ်ဆိုတဲ့အသုံးလုံးမျိုးနဲ့တင်စားပြီးတော့ပြောတာနော်သူများရဲ့အလိုလိုက်ရတယ်ဆိုတာပင်ပန်းတဲ့သဘောရှိတယ်ရှင်းရတဲ့သဘောရှိတယ်ဟုတ်လားအဲ့လိုမျိုးနတ်ပြည်လောကရဲ့အနေအထားကိုမမကန်ကန်ဝေဖန်သုံးသပ်ပြီးတော့သူပါဆက်ပြောလို့တဘောအာတိပိတောလောကောတဘောလောကောပဒုပိတော
Tabo Bisli do logo, Tabo logo Pagambito, Danama, Alunti Shade Tigata Yellow Chin, Maria Jau Melotin, no? Tabo Adipido logo Alonso do Loga Gia Alian the young Tao Long need, no? Tabo logo Badubito Alonso do Loga Gia, a food Lulu Tabio need. Tabo Bisli do logo Alonso do Loga Gia Young women should be the long needed. Tabo logo Pagambito, Alonso do Loga Gia don't need it, slow needed. The Lizaga Legum Jojo, no? Loga Gia for my 2 years and me. Benia Mama to Machichima, Bulu, Bajam to Joara, they should 2 years and me. Abulu Benia Mama Machichina, Tali to Siena, no? Alonso do Loga to Done. I don't Loga Sulaga. Peter do Nale Villa. Tanda Loga Shide, then Kara Loga Shide, Okada Loga Shide. Together, nothing Kara Loga, Shiraba. The Kara Loga, Tadawani, Jomesudo, Tada Loga. The Kara Loga, Tadawani, Nitaya, Pomboa, Nina, Pontana, Nina, Jomesu, Okada Loga, Lutilu, Joyana. Dosuluraga, Tiniama Loga Sura, Peloga, Ujinuna, May and Ujinoye, no, Senabida, Tada Loga, Jinone, Luxurian. Tada Loga Jikuloma, Adipido, Tao Long, Buni, Botsulura. The Garamada Ujinoye, no, Dio Maisaya, no Maisaya. Tita Bawadiago, the Chajali, Sidi Lila G, Titi Nago, Nale Nale. Logasora, Tatikanago, Yora, Chigan, Nale Biro. Edi Kanadi, the Logadia, Lupchinido, Shubaisaya, was shoot on the Miwani G, Navaisaya, was shoot on the Miwani G. Long journey, the Dijo of Bawadia, the Gedana, long journey. Tajabukana was Anjimation, Ugunuli, Naga Jamini Jorava. Hola, long journey. Tajam Lune, Sender Lady, Ogum Bido, Shijan Lade, Sender Day, Jowney Lade. Taboyan long journey of Jorava. Also Jaro, Jan Lune and the Italian, Olum Pia Bido. No, Kanakut Kuloa. Yo, Bido, take a mean like Kayade, the Dinu Lady Lu, Shadore. Tajubanse Akanadia, long journey, alone 10 shari. The Nini long in our way. The me Musadi will be of yours and like your than she, no? Obido later day, and me and the team is routine. And they saw so that me long in our room, me on Tita Pulo. Eddie me long now with me and Boa. They don't know, no? The body of the cook shall Jimmy Machiro. Not a Pinida did the cool way. And I was share on local loading, no? A cool Eddie and Lisa the Bobo who beat on Yadema Shimbo address. She needed the Bawadiari with the lesson that he can't be on Chijana. Tegama. She needed the Adi Kuluma. Kaida Lili Jibe. He in love with Dora Jibe. Not a Beetle, the Chipo Niji Mayasura. Daga. The Bawadiaru, Nyane Sion. Me and that the Boshima Kubio, Shenai. But the body had it the one. Let the guy down to Lejana from Yasina Gilo let me out of home. The show the Bawa, the body had it. Fujamazu 2 years solution. Mare the body, pure the body. Nude the body, change the body. Not Mare the body, pure the body. Marane pure Yama, a new mutation, I know. A ma, pure of long ma, bit of long pure. A new net Jama, they belong to bit of long generally. No? But we die and they pay a long cheer as our Nale would, no? Eddie Margin, Georgian, Lucian, Jen, not the warrior. Say never, never, Tiluya. What a mother. Eddie the Bawa lady, where the Bawa, Dini the Lady, the Luci, the Kuma Diminida, the shield. To the Bobby, the water tap Chinida. Chilla and Leve, be so down with Dora Jibe.
အဲ့ဒီလိုပြီးဆုံးကြောက်ွယ်သွားတယ်ဆိုတာကိုယုံရင်နဲ့ဟောတာနဲ့ပြောရမယ်ဆိုရင်ဒါသေတယ်လို့လည်းပြောလို့မရဘူးလား။ညာပျက်စီးသွားတာပေါ့နော်။တနည်းအားဖြင့်အသေးလေးသေသွားတာပေါ့။လူတွေကတော့ခေါင်းထဲရောက်သွားတဲ့သေခြင်းမျိုးနဲ့အသေးကြီးသေမှပဲတတ္တဝါသေတယ်လို့တွေးမိကြတာများတယ်ပေါ့။တကယ်ကစောစောကအဖြစ်အပျက်လေးသေပြီးတော့မှအခုနောက်ထပ်အသေးအဖြစ်အပျက်တစ်ခုထပ်ပြီးတော့တွေ့ရကြုံရတာပါအမြဲတမ်းသေနေတယ်ပေါ့အမြဲတမ်းမွေးဖွားနေတယ်အမြဲတမ်းသေဆုံးနေတယ်အဲ့ဒါဆိုလို့ရှိရင်ဒီရုပ်စုဝေးဟာအမြဲတမ်းမတည်မြဲမှုရဲ့လောင်ကျွမ်းဖြစ်စီခြင်းကိုခံရရတယ်ဆိုတာအလွန်ထင်ရှားတယ်ပေါ့ဒါကြောင့်လောင်ကျွမ်းနေတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့အများကြီးသိဖို့မြင်ဖို့လိုတယ်အစိပညာတွေဘာတွေကိုလေ့လာနိုင်မယ်ဆိုရင်လည်းတော်တော်ကောင်းတယ်အမှန်တရားကိုသိဖို့ဆိုတဲ့ကြီးမှန်းချက်နဲ့နော်ဒီယုတ်ခန္ဓာကိုယ်ကြီးကိုနော်ဘလို့တွေပြန်ကြောင်းလဲနေတယ်ဘလို့တွေပျက်စီးနေတယ်ဘလို့တွေအစားထိုးပြီးတော့ထက်ဖြစ်လာတယ်ဒီဖြစ်စဉ်ကြီးကိုစိတ်ဝင်စားမှုအပြည့်နဲ့လေ့လာကြည့်မယ်ဆိုရင်ဩမြတ်စွာဘုရားတပည့်တော်ကများမြတ်စွာဘုရားနော်ဒေသနာနဲ့အညီပြောခဲ့တဲ့ဒီစကားတွေဟာဘလောက်လေးနက်မှုမှန်ကန်မှုရှိလဲဆိုတာကိုအများကြီးထောက်ခံနိုင်လိမ့်မယ်ပေါ့နော်လောင်ကျွမ်းနေလေဒါကယုတ်ပိုင်းဆိုင်ရာပေါ့နော်ဘုရားတို့နာမ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုကြည့်မယ်ဆိုရင်လောင်ကျွမ်းနေတယ်ဆိုတာကိုလို့တောင်းထင်ရှားသေးတယ်စိတ်မှာပူလောင်မှုဆိုတာကဒီကတော့ဘုရားတို့ဒီအယံပြင်းထန်မှသာနဲ့တာမန်ပုဂ္ဂိုလ်တွေကသိကြတာပေါ့နော်ညာတော်ဖြင့်ကိလေသာကြောင့်ပူရတဲ့လောင်ရတဲ့အနေအထားမျိုးကအယံကိလေသာပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုတော့မှပဲထင်ရှားတာကိုတာမန်အနေအထားတော့ကတော့နေကြဖြစ်နေတာကတည်းကကြောင့်ကိုယ့်ရဲ့ဉာဏ်ကမဆူရှမတက်ပြက်တာကတည်းကကြောင့်ဒါကြောင့်လောင်နေလို့လောင်နေမှလည်းမသိပူနေလို့ပူနေမှလည်းမသိဒီလိုပဲနေကြတာပေါ့အဲ့တော့လောင်မှန်းပူမှန်းသိဖို့ဆိုတာကကိုဉာဏ်ထက်လာလို့ရှိရင်တော့တုံးတယုံလောင်နေပူနေလည်းသိနိုင်တယ်ကိုဉာဏ်ကမထက်တဲ့အခါကျတော့တုံးတယုံပူလာလောင်တာနဲ့သူကမသိအရာဆူဆူဝါဝါစိတ်ထဲမှာပူပြီးလောင်ပြီးဆိုတော့မှသာသိရတာတချို့မျက်ရည်ကျပြီးအော်ရဟရပြီးဆိုတော့မှပူလာကြည့်လောင်လာကြည့်တကယ်ကိုရှင်ဘက်မှာပူလာတာနော်စိတ်ကနှလုံးသားမှာကိန်းနေဆိုတာအဲ့ဒီအချိန်မှာအရင်ထင်ရှားတယ်စိတ်တကယ်ဆင်းရဲလာပြီးပူလာပြီးလောင်လာပြီးဆိုရင်တကယ်ကိုရှင်ဘက်ထဲမှာပူလာတာလောင်လာတာတကူလုံးလည်းပဲစီးလာတဲ့သွေးတွေကအဲ့ဒီကပဲအရင်ခံလာတာဆိုတကူလုံးပူလောင်လာတာလည်းရှိတယ်အထူးသဖြင့်အလိုမကျမှုဒေါသမီလောင်တဲ့အခါမျိုးဆိုရင်ရမ်းတင်ရှားတယ်ပေါ့အဲ့တော့ဒီထီမာကြီးပြောတယ်တဘောအတ္တိပိတောလောကောအလုံးစုံသောလောကကြီးဟာလောင်ကျွမ်းနေတယ်တဘောလောကောပတုပိတောအလုံးစုံသောလောကကြီးဟာအခုတလူလူထနေတယ်ဒါကတော့ तू ကဉာဏ်လွန်ကြီးလို့အခုထနေတာတော့မြင်တယ်ပေါ့အဲ့ဒါဓမ္မတို့ရှင်တို့တွေကတော့အခုထနေတာကိုတော့မမြင်ဘူးပေါ့အမှန်ကတော့အခုလည်းတကယ်ထနေပုံရပါတယ်ဥနေတယ်လောင်းနေတယ်ဆိုတာပဂတိမျက်စိရဲ့မြင်နိုင်စွမ်းအားကတော့အလွန်နည်းတယ်ဆိုတာကိုတော့သိထားဖို့လိုတယ်နော်အခုတကယ်ထနေလည်းပဲမျက်စိကအဲ့ဒီပုံရိပ်ကိုဖမ်းချင်မှဖမ်းမိနိုင်မှာပေါ့ဟုတ်လားအဲ့တော့လောကကြီးရဲ့ပူပုံလောင်ပုံကိုသူကပုံပေါ်အောင်ပြောတာလို့လည်းဆိုနိုင်တယ်တဘောအတ္တိပိတောလောကောတဘောလောကောပတုပိတောတဘောပစ္စတိတောလောကောတဘောလောကောပကံပိတောပစ္စလိတဆိုတာအလင်းအတပြောင်းပြောင်းကိုထနေတယ်ကျွန်တော်မီးကြီးတွေကောင်းကောင်းကိုဘာဘူးနဲ့လေနဲ့ပြင်းပြင်းထိုးတဲ့အခါမှာမီးထောက်တော့ထွက်လာတာမျိုးတိတ်မရှိဘူးမီးထောက်ကလည်းထွက်ရင်လည်းပြားပြားလေးအရန်ကိုပြောင်းဝင်းပြီးတော့မီးရတောက်ခုဆိုကြပါစို့ဂေဆိုတဲ့အခါမျိုးထွက်လာတဲ့မီးဆိုရင်မျက်စိကြည့်တောင်ကြည့်နိုင်ဘူးနော်ပြောင်းလုံးဝင်းလုံးလို့မျက်စိထိခိုက်မှဆိုလို့ကြည့်တော့မကြည့်နိုင်ဘူးအဲ့ဒီလိုမျိုးကြည်ကြဲပြင်းပြင်းစဉ်းစားကြည့်ဖို့လိုတယ်ဟုတ်လားတော့လောင်ကျွမ်းပုံကိုသူကစကလုံးတွေမျိုးမျိုးသုံးပြီးတော့ပြောတာအတ္တိပိတောဆိုတာလောင်ကျွမ်းနေတယ်ပတုပိတောဆိုတာအခုထနေတယ်ပိစလိတောဆိုတာအလျံတပြောင်းပြောင်းကိုတောက်နေတယ်အဲ့လောက်ထိသူကတော့ဒီယုတ်ဒီနံဒီတဘာဝတရားတို့ရဲ့နောက်ဆင်းရဲကိုပူလောင်မှုကိုသူမြင်တယ်ပေါ့နောက်ဆုံးပြောတဲ့စကားလေးကလည်းပဲအလုံးမစဉ်းစားတဲ့အကောင်းတဘောလောကောပကံပိတောအလုံးစုံသောလောကကြီးဟာတုံလှုပ်နေတယ်အဲ့ဒီတုံလှုပ်နေတယ်ဆိုတဲ့စကားကိုဒကာဓမ္မတို့အင်းတို့အခြေချက်ပြီးတော့နားလည်ကြည့်ဟုတ်တယ်အကုန်လုံးဟာတုံနေတယ်လှုပ်နေတယ်မတုံလှုပ်တဲ့အရာမရှိဘူးတို့အသက်ရှင်သန်နေတယ်ဆိုတာကွာစားပြီးတော့ဒီဝင်လေထွက်နေတာကိုကြည့်တယ်ဒါလှုပ်နေတာပဲလေအမြဲတမ်းရုံးကန်နေရတဲ့သဘောရှိတယ်
စားထားတဲ့အစာအာဟာရတွေကိုခြေဖြတ်နေတဲ့အပိုင်းကိုလည်းကြည့်လိုက်အတွင်းထဲမှာရုန်းကန်လှုပ်ရှားနေရတဲ့သဘောရှိတယ်အဲ့ဒီတဲ့အချိန်လေးမှာတော့မှငြိမ်ခွင့်မရှိဘူးအဲ့ဒီနေတော့လည်းဘာဖြစ်လဲလှုပ်နေတာပါပဲဟုတ်လားအဲ့တော့အရာအလုံးဟာမြင်လာတဲ့အနေထားကပဲတော့တုံလှုပ်တာကိုကြည်နိုင်မမြင်လာတဲ့အနေထားကပဲတော့တုံလှုပ်တဲ့သဘောကိုကြည်နိုင်ဖို့လိုအပ်တယ်မမြင်လာတဲ့အပိုင်းကနေပြီးတော့တုံလှုပ်နေတဲ့သဘောတွေလှုပ်ရှားနေတဲ့သဘောတွေတော့ဖြစ်နေတာတွေကိုမြင်နိုင်အောင်ကြည့်တတ်ဖို့လိုတယ်ပေါ့ဒါကြောင့်သူဟာဘယ်အရက်ဒေတာမှမဖြစ်ချင်ဘူးဘယ်ဘုံဘဝမှသူမဖြစ်ချင်ဘူးလောကကြီးကဖြစ်နေတာကဒါမျိုးပဲလို့ဒါကယဟန္တာရှင်မြတ်ကြီးရဲ့စကားပေါ့နော်ဒါကိုဒကာမတို့ဘုရားတို့တွေကယာနှုံးကြည့်နားလည်ဖို့ဆိုတာတော့မလွယ်သေးဘူးပေါ့သို့တော့ဒီလိုမြင်မာတဲ့ဉာဏ်မြင်ရှိတဲ့ပုဂ္ဂိုလ်တွေကလောကကြီးရဲ့အကြောင်းကိုဒီလိုအမှန်မြင်ပြီးတော့ပြောသွားကြတယ်ဆိုတာလေးကိုတော့တန်ဖိုးထားပြီးတော့မှတ်သားဖို့လိုအပ်တယ်ပေါ့အဲ့ဒါဆက်ပြီးတော့သူဘယ်မှာပြောတော့ဆိုတာလေးကိုဆက်ပြောတယ်ဟောသူမပြောတဲ့နေရာတွေကိုအရင်ပြောတယ်နော်နပြေ6ထပ်သူမပြောဘူးတဲ့ဘာဖြစ်လို့တော့အဲ့ဒီနေရာဟာကာမတိဟုသောအနှောင်ဖွဲ့ဖြစ်နှောင်ဖွဲ့ခံနေရလို့မလွတ်လပ်တဲ့နေရာဖြစ်တယ်တဖန်မန်ရဲ့အလိုကိုလိုက်ရမယ့်နေရာဖြစ်တယ်ဒါကြောင့်အဲ့ဒီနေရာကိုလည်းသူမကြိုက်ဘူးလောကကြီးတစ်ခုလုံးကိုချုံပြီးတော့ပြောလိုက်တဲ့အလုံးဟာတောက်လောင်နေတဲ့အလုံးဟာအခိုးထားနေတဲ့အလုံးဟာအလျံတစ်ပြောင်ပြောင်တောက်နေတဲ့အလုံးဟာတုံလုံနေတယ်ဒါကြောင့်အဲ့ဒီနေရာတွေလည်းမကြိုက်ဘူးနော်နောက်ဆုံးသူဘာပြောတော့အကမ္ပိတံအပိစလိတံအပုထုဇနသေဝိတံအဂတိယထမာရတတတ္ထာမိနိရတောမနောတဲ့ပဏ္ဏတဲ့အကမ္ပိတံတုံလုံးမှုမရှိတဲ့အပိစလိတံလောင်ကျွမ်းမှုမရှိတဲ့တောက်လောင်မှုမရှိတဲ့အပုထုဇနသေဝိတံပုထုဇဉ်တွေမမှီဝဲနိုင်တဲ့မသိနိုင်တဲ့မမြင်နိုင်တဲ့နိဗ္ဗာန်ကိုရည်ညွှန်းနေတာနော်မှန်ပါပါဗျာတုံလုံးမှုလည်းမရှိဘူးလောင်ကျွမ်းမှုလည်းမရှိဘူးကိလေသာသူပြောတဲ့ပုထုဇဉ်တရားဝါတွေလုံးဝမသိဘူးမမြင်ဘူးမမှီဝဲတတ်ဘူးတဲ့နော်အဂတိယထမာရတအဲ့ဒီအရက်ဒေတာမှာမန်ရဲ့ကျက်စားနိုင်တဲ့သဘောလည်းမရှိဘူးနော်မန်နဲ့မသိနိုင်တဲ့နေရာမန်နဲ့မကျက်စားနိုင်တဲ့နေရာနေရာဆိုတဲ့သဘောလေးကသူကတင်စားပြီးတော့ပြောတာနိဗ္ဗာန်ဟာနေရာတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့တချို့တဘာဝတရားတွေကနော်တည်ပြီးသားအကြောင်းအရာနဲ့ကပ်ပြီးတော့ပြောမှသာတယ်ဉာဏ်ထဲမှာပို့ပြီးတော့ရှင်းနိုင်တဲ့အတွက်ကြောင့်တင်စားပြီးတော့ပြောတဲ့အပိုင်းလေးတွေရှိတယ်ဆိုတာကိုနားလည်ရမယ်နော်အဂတိယထမာရတအဲ့ဒီနိဗ္ဗာန်ဆိုတဲ့အရက်ဒေတာမှာမန်ဟာမကျက်စားနိုင်ဘူးတဲ့မသက်ဝင်နိုင်ဘူးနော်တထမိနိရတောမနောတဲ့အဲ့ဒီနိဗ္ဗာန်ဆိုတဲ့နေရာမှာငါရဲ့စိတ်ဟာပျော်မွေ့တယ်တဲ့နော်လွယ်လွယ်ပြောရလို့ရှိရင်တော့တုံလုံးမှုမရှိတဲ့လောင်ကျွမ်းမှုမရှိတဲ့ဥစုစဉ်တွေမသိနိုင်မမြင်နိုင်တဲ့မမီဝဲနိုင်တဲ့တော့မန်နမင်းမကျက်စားနိုင်တဲ့မန်နေမကျက်စားနိုင်တဲ့နိဗ္ဗာန်ဆိုတဲ့နေရာမှာငါရဲ့စိတ်ဟာပျော်မွေ့တယ်လို့ပြောတာယန္တာရှင်မြတ်တွေပြောတဲ့စကားဖြစ်တဲ့အတွက်ကြောင့်နော်ပြောနေတဲ့ဦးဇင်းတို့ပုထုဇဉ်တွေနားထောင်နေတဲ့ဒကာမတို့ပုစုဇဉ်တွေအနေနဲ့ဒါလုံးမြည်ကြီးနားလည်ဖို့ဆိုတာတော့မလွယ်ဘူးပေါ့နော်သို့တော်လည်းပဲဒါတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့သာသနာနော်ယန္တာရှင်မြတ်ကြီးတွေရဲ့စကားအဲ့ဒါလိုကိုယ့်ရဲ့စိတ်တွေကတန်ဖိုးထားပြီးတော့မှတ်သားနိုင်မယ်ဆိုလို့ရှိရင်တစ်ချိန်မှဒီလိုလေးလက်တဲ့သဘာဝတရားတွေကိုဒုတိယခံစားနိုင်တဲ့ဒီနေရာဖြစ်မျက်မှောက်ပြုနိုင်တဲ့အနေအထားကိုရောက်ဖို့အတွက်အများကြီးအထောက်ကိုပြုနိုင်တယ်ပေါ့။ဒါကြောင့်တန်ဖိုးထားပြီးတော့မြင်လို့တဲ့စိတ်နဲ့တော့မှတ်သားကြရအောင်နော်။အဲ့တော့ဦးဇင်းတို့ဒါကဥပစာလာဘိက္ခုနီထေရီမရဲ့မနက်နဲ့အချီချာပြောတဲ့စကားပေါ့။သူ့ကိုအနှစ်ထုတ်ပြီးတော့ကောက်ချက်ချပြီးတော့လူရင်းလေးကိုဆွဲယူမယ်ဆိုရင်သူဘာပြောလဲ။ဒါကိုစီစစ်ကြည့်ဖို့လိုတယ်နော်။မေးတဲ့မေးခွန်းကဘယ်နေရာမှာမင်းဖြစ်ချင်တော့လို့မေးတာဒီတော့ဘယ်လိုပြောလို့ဘယ်နေရာမှာမှမဖြစ်ချင်ဘူးအဲ့တော့ထပ်ပြီးတော့ပြောတယ်တာဝရိနာတို့ယာမတို့လူတိတာတို့နေမနရတိတို့ပရနိမိတဝတဝတိတို့အဲ့ဒီနေရာတွေကပျော်မွေ့တရားကောင်းတယ်မင်းအဲ့ဒီနေရာကိုစိတ်ညွတ်မယ်ဆိုရင်မင်းပျော်ပျော်ကြီးအဲ့ဒီနေရာမှာနေရလိမ့်မယ်လို့ထပ်ပြောတယ်အဲ့ဒီလိုပြောလို့သူဘယ်လိုပြန်တုံ့ပြန်တော့အဲ့ဒီတာဝရိနာအစရှိတဲ့နတ်ပြည်မှာရောက်နေကြတဲ့တရားဝါတွေဟာကာမတိဟုသောအနှောင်ဖွဲ့ခြင်းနှောင်ဖွဲ့ခံနေကြရတဲ့တရားဝါတွေဖြစ်တယ်တဖန်ထပ်ပြီးတော့မန်ရဲ့အလိုကိုလိုက်ကြရအောင်မဲ့တရားဝါတွေဖြစ်တယ်ဆိုလိုတာကထပ်ပြီးတော့မသေးခြင်းမဲနဲ့သေကြအောင်မဲ့တရားဝါတွေဖြစ်တယ်ဒါပြောတာနော်ဒါကြောင့်အဲ့ဒီနေရာကိုလည်းသူအထင်မကြီးဘူးပေါ့အကျဉ်းမြင်စကားလေးနဲ့ပြောရရင်ဟုတ်လားဆက်ပြီးတော့သူလောကကြီးရဲ့သဘောကိုဘယ်လိုရှုမြင်သုံးသပ်ပြတော့လောကကြီးတစ်ခုလုံးဟာလောင်ကျွမ်းနေတယ်
လောကကြီးတစ်ခုလုံးဟာအခုထနေလောကကြီးတစ်ခုလုံးဟာအလင်းအသေးပြောင်းပြောင်းတောက်နေတယ်လောကကြီးတစ်ခုလုံးဟာတုံလှုပ်နေတယ်ဒါအမှန်တရားပဲနော်ကောင်းနေဆိုတဲ့ရှုထောင့်ကကြည့်ပြီးတော့ပြောတာလားမကောင်းဘူးဆိုတဲ့ရှုထောင့်ကကြည့်ပြီးတော့ပြောတာလားလို့မေးရင်အမှန်တရားတည်းဟူသောရှုထောင့်ကကြည့်ပြီးတော့ပြောတာပါပဲဆက်ပြီးတော့သူစိတ်ဟာဘယ်မှာပြောတယ်ဆိုတာကိုလေးလေးနက်နက်ပြောပုံကလည်းမှတ်သားစရာကောင်းတယ်နော်တုံလုံးမှုမရှိတဲ့လောင်ကျွမ်းမှုမရှိတဲ့ဥဒုဇဉ်တွေမမိဝဲနိုင်နဲ့မသိနိုင်မမြင်နိုင်တဲ့နော်မန်နေမချက်စားနိုင်တဲ့နိဗ္ဗာန်ဆိုတဲ့နေရာမှာသူ့ရဲ့စိတ်ဟာပျော်မွေ့တယ်လို့ဒီလိုလေးသူရှိတာနော်ဒါကဦးဇင်းတို့ဥပစာလဘိက္ခုနီမှာပြောခဲ့တဲ့အကြောင်းအရာပေါ့နော်ဆက်ပြီးတော့ဦးဇင်းတို့စာလဘိက္ခုနီမှာပြောပြတဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြောကြည့်ရအောင်အဲ့ဒါလည်းပဲတော်တော်မှတ်သားစရာကောင်းပါတယ်ဒီလိုပဲသူလည်းပဲအန္တောတော်ထဲမှာတပါးတဲ့ကိန်းအောင်နေတော့ဦးဇင်းတို့မန္တရောက်လာပြီးတော့အနှောက်အယှက်ပေးတဲ့အနေနဲ့မေးတယ်ကိန်းနုတွန်ဘိက္ခုနီနရောစီတိဒီမေးခွန်းလေးကတော့တမျိုးတစ်ပါးသာထူးခြားတယ်ပေါ့ဘိက္ခုနီတွန်သင်သည်တဲ့ကိန်းဘေတရားကိုနရောစီတိမနှစ်သက်ဘူးလေတဲ့မင်းဘာမကြိုက်ဘူးလေတဲ့ဒီနေရာမှာမုတ်တကလေးလာပြီးတော့ထိုင်တာမင်းဘာကိုမနှစ်သက်လို့ဘာကိုမကြိုက်လို့ဒီနားလေးကိုဒီလိုလေးလာပြီးတော့နေနေတာလေလို့ဆိုလိုဟန်ရှိတယ်ဘာတွေကိုမကြိုက်လို့ဒီနားလေးကိုရောက်လာတာတော့မေးရရှိတယ်နော်တက္ကမကြီးတို့အဲ့လိုဥစဉ်သာရုပ်တရက်စိတ်ထဲမှာတွေးမိတာနော်ဘာတွေနဲ့မကြိုက်လို့ဒီနေရာရောက်လာတော့စဉ်းစားရရှိရနော်ဘာတွေကိုကြိုက်လို့ဒီနေရာရောက်လာလဲလို့မေးလို့ဆိုမေးမယ်ဆိုရင်လည်းမေးလို့ရတယ်နော်ဟုတ်တယ်မို့လားဒါတရားဓမ္မကိုသဘောကျလို့ကြောက်လာတာလို့ဒါဖြေရရှိမကြိုက်လို့ဒီနေရာရောက်လာတာလဲလို့မေးမယ်ဆိုရင်လည်းဖြေရတော့အချို့လည်းပဲမရှိနိုင်ဘူးလားရှိနိုင်ရနော်ဟုတ်လားကိုဒီမှာမေးတာနော်ဘာကိုမကြိုက်တာလဲသင်ဘာကိုမကြိုက်တော့ဘာကိုမနှစ်သက်ဘူးလဲအဲ့လိုမေးတဲ့အခါကျတော့ဇာတိခွာဟံအာဟုသောနရောစီမိတဖန်မွေးဖွားရတယ်ဆိုတဲ့ဇာတိကိုငါမကြိုက်ဘူးမနှစ်သက်ဘူးတဲ့နော်ဇာတိကို तू မနှစ်သက်ဘူးလို့ပြောနော်ဇာတိကိုပြီးတယ်ဘယ်လိုနားလည်ထားလို့တဖန်မွေးဖွားခြင်းပေါ့နော်ဖြစ်ပေါ်လာခြင်းအဲ့လိုဇာတိကို तू မကြိုက်ဘူးမနှစ်သက်ဘူးလို့ပြောတဲ့အခါကျတော့မနဲ့ပြန်ပြောတဲ့စကားတွေကအများကြီးစဉ်းစားရအောင်ကောင်းကိန္နုဇာတိနာရောစေတိဇာတောကာမဏိပုံစတိကောန္တုတံဣဒမာရပိဇာတိမာရောစဘိက္ခုနီဒီဘက်ကဘာပြောလဲကိန္နုဇာတိနာရောစေတိဘာကြောင့်ဇာတိကိုမင်းမကြိုက်တာတော့တဲ့ဇာတောကာမဏိပုံစတိတပံမွေးဖွားလာလို့သာလေနှစ်သက်မြတ်နိုးတရားကောင်းတဲ့ကာမတွေကိုသုံးဆောင်ကြရတာပါတဲ့တေချာနားထောင်နော်ဘာဖြစ်လို့တပံမွေးဖွားခြင်းကိုမင်းမကြိုက်တာတော့တပံမွေးဖွားခဲ့လို့သာလေမြတ်နိုးတရားနှစ်သက်စရာကောင်းတဲ့ကာမကိုခံစားကြရတာတဲ့မြင်နေတာလေးတွေမြင်ရတယ်နားထောင်နေတာလေးတွေနားထောင်ရတယ်နောက်အနံ့ရတာလေးတွေကြိုက်တာလေးတွေကိုနားရရှူရစားတော့ရတယ်တွေ့ရထိရတယ်ဒါပါလေကာမကိုသုံးဆောင်တာပေါ့နော်တပံမွေးဖွားလာလို့တာလေအဲ့ဒီမြတ်နိုးွယ်အာယုံလို့ဆိုတဲ့ကာမအာယုံကိုသုံးဆောင်ကြရတာခံစားကြရတာကောန္တုတံဣဒမာရပိဇာတိမာရောစဘိက္ခုနီဇာတိကိုမနှစ်သက်ဘူးဆိုတဲ့အယူအဆကိုမင်းကိုဘယ်သူကမှသင်ပေးတာတော့တဲ့မင်းကိုအဲ့ဒီအယူအဆဖြစ်အောင်ဘယ်သူကမှမင်းကိုလှုပ်ထားတာတော့ဇာတိကိုမနှစ်သက်ဘူးလို့အဲ့ဒီလိုအယူအဆမျိုးဖြစ်အောင်မင်းကိုဘယ်သူကမှလှုပ်ပေးထားတာတော့တဲ့ဘာကြောင့်ဇာတိကိုမကြိုက်တာတော့ဇာတိဆိုတာရှိလို့ကာမကိုသုံးဆောင်ရတာဇာတိကိုမကြိုက်ဘူးဆိုတဲ့ဒီအမြင်ကိုဘယ်သူကမှမင်းကိုဖြစ်စေတာလေဖြစ်အောင်လုပ်လိုက်တာလေဘယ်သူကဒါကိုမင်းကိုအဲ့လိုဖြစ်အောင်လုပ်လိုက်တယ်ပေါ့နော်သူ့ရဲ့စကားလေးကပြန်ပြီးတော့မိကွန်းထုတ်တဲ့နေရာမှာကြွကျင်တယ်လို့လည်းဆိုနိုင်တယ်နော်ဇာတိကိုမကြိုက်ဘူးလို့ပြောတဲ့အခါမှာ तू ဘာမှပြန်မပြောနိုင်ကြစကားစိတ်သွားတာမဟုတ်ဘူးနော်မန္တမှာပြန်ပြောကြစကားရှိတယ်ဟုတ်လားဘာလို့ဇာတိကိုမကြိုက်တာတော့ဇာတိရှိလို့သာလေတတ္တဝါတွေဟာကာမကိုခံစားကြရတာဒီဇာတိကိုမကြိုက်ဘူးဆိုတာကြီးကိုမင်းကိုဘယ်သူကမှအဲ့လိုဖြစ်အောင်လုပ်လိုက်တာတော့အဲ့ဒီကျတော့ဟိုဘက်ကလည်းစကားပြန်ပြီးတော့ပြောစရာအစားရလာပြီလေဟုတ်လားဒါဇာတိကို तू ဘာကြောင့်မကြိုက်တုံးဆိုတာလေးကိုအရင်ပြောတယ်ဇာတတမရဏဟောတိဇာတောဒုက္ခန္တိမုတ္တိဗန္တံဝဒံပရိကလေတံတတ္တမဇာတိနာရောစီအလုံးကြိုက်တယ်ဒီကထာလေးနော်ဇ
ဇာတတမရဏဟောတိတပံမွေးဖွားလာလို့သာလင်သေခြင်းဆိုတာဖြစ်ရတာတဲ့တတ္တဝါတွေကြောက်လာပါတယ်ဆိုတဲ့သေခြင်းတရားဟာမွေးဖွားလာခဲ့ပြီလို့သာဖြစ်ရတာတဲ့။ကဲဘယ်လိုမှမြင်နိုင်နော်။မြင်နိုင်ပါဗျာ။ဇာတတမရဏဟောတိဇာတောဒုက္ခတိပုတ္တိဟောဇာတောတပံမွေးဖွားလာလို့သာလင်ဒုက္ခတိဆင်းရဲဒုက္ခများစွာကိုပုတ္တိတွေ့ထိကြရတာတွေ့ကြရတာကြုံကြရတာ။ဘာဆင်းရဲလို့တခုချင်းကိုနာမည်တက်ပြီးတော့မပြောဘူးနော်။အဆင်းရဲဒုက္ခမှန်သမျှမွေးဖွားလာတာကိုအကြောင်းပြုပြီးတော့တွေ့ကြုံကြရတာပါတဲ့။နော်ဗန္တံဝရံပရိကလေတံဗန္တံဆိုတာနှောင်ဖွဲ့ခံရတာကိုပြောတာဝဒံဆိုတာအသက်ခံရတာကိုပြောတာနှောင်ဖွဲ့ခံရတာတွေဟာလည်းပဲမွေးဖွားလာခဲ့လို့အသက်ခံရတယ်ဆိုတာလည်းမွေးဖွားလာခဲ့လို့ပရိကလေတံတခုချင်းရေတွက်လို့မရနိုင်တော့အောင်ကိုပဲအလွန်များပြားလာတဲ့ဆင်းရဲဒုက္ခတွေအခြေအနေဆိုးတွေအဲ့ဒါတွေအကုန်လုံးဟာလည်းပဲဇာတတမွေးဖွားလာခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဘဝရဲ့လိုဖြစ်လာလို့ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြရတယ်တွေ့ကြုံကြရတယ်ဖြတ်သန်းကြရတယ်လို့ဒါလူငယ်တွေအနေနဲ့အဲ့လိုလေးအကျဉ်းချင်းနားလည်ဖို့ရှိတယ်ပေါ့အဲ့တော့ဗန္တံဝဒံပရိကလေတံဒီစကားလုံးလေးသုံးလုံးလည်းမှတ်ပါနော်နှောင်ဖွဲ့ခံရတာအသက်ခံရတာနော်အမျိုးမြည်တက်ဖို့ကိုမလွယ်တော့အောင်ကိုများပြားရှုပ်ထွေးလာတဲ့ဆင်းရဲဒုက္ခကိုကြုံကြရတာရှိရင်တော့ဆင်းရဲဒုက္ခအမျိုးစုံပဲဟုတ်လားအမျိုးမျိုးဆင်းရဲကြတယ်ကြုံကြရတာရှိတယ်ဒါတွေကိုကြည်တယ်ပြက်ပြက်ကိုယ့်ရဲ့ဉာဏ်နဲ့နောက်တစ်စုံတစ်ခုတတ္တဝါတွေထူးထူးဆန်းဆန်းဒုက္ခရောက်ကြတယ်တွေ့ကြကြုံကြရတယ်နောက်အဲ့ဒီလိုမျိုးကြားရတယ်မြင်ရတယ်ဒီလိုဒေသနာမျိုးလေးတွေကိုအမှတ်ရရင်တော်တော်ကောင်းမှာပေါ့နော်ဒီလိုအဆုံးမရှိတဲ့ဆင်းရဲဒုက္ခတွေနော်အမျိုးမြည်တတ်မှတ်လို့ကိုမလွယ်တော့တဲ့ဆင်းရဲဒုက္ခတွေဒီမွေးဖွားခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်လို့ဒီထီမာကြီးပြောတဲ့စကားလေးကိုအမှတ်ရမိဖို့လိုတယ်နော်ဇာတတမရဏဟောတိတတောဒုက္ခတိပုတ္တိဗန္တံဝရံပရိကလေတံတတမဇာတိနာရောစီအဲ့လိုဆင်းရဲဒုက္ခမျိုးစုံကိုတွေ့ရကြုံရတဲ့အတွက်ကြောင့်အဲ့ဒီဆင်းရဲဒုက္ခမျိုးစုံတွေ့ကြုံကြခြင်းရဲ့ပင်မအကြောင်းတရားကြီးဖြစ်တဲ့အဲ့ဒီဇာတိကိုနာရောစီငါမနှစ်သက်ဘူးကြိုက်ဘူးတဲ့တော်တော်ကောင်းတယ်နော်ဒီဥစ္စာနော်ဒါအခြေခံစပြီးတော့ပြောတာအများစုကဒီအမြင်ရှိဖို့တိတ်မလွယ်ဘူးပေါ့နော်ဒါဥစဉ်ကတော့စဉ်းစားကြည့်လူတွေတူကိုဒုက္ခရောက်တိုင်းအစင်မပြေမှုတွေဖြစ်တိုင်းဘာကြောင့်ဒီအစင်မပြေမှုဖြစ်တာလဲလို့အကြောင်းတရားကိုရှားတဲ့နေရာမှာများသောဖြင့်လူတွေကအလွန်အပေါ်ရဆန်တယ်ပေါ့ဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်များကြောင့်အပေါ်ရအကြောင်းတရားတွေကိုပဲလက်ညှိုးတွေလျှောက်ထိုးနေတာတကယ်အဓိကကြတဲ့အကြောင်းတရားကိုမိမိရမမြင်တတ်ဘူးမရှာတတ်ဘူးတကယ်မိမိရအဓိကကြတဲ့အကြောင်းတရားပါလေလူဖြစ်လာလို့ကိုအဲ့ဒီဒုက္ခတွေတွေ့ရတာပဲမွေးဖွားလာခဲ့လို့ကိုပဲအဲ့ဒီဒုက္ခတွေတွေ့ကြကြုံရတာအပေါ်ယံကြည့်ရင်တော့ဒီအဖြေကလည်းပဲခပ်ပေါ့ဆန်လိုက်တာလို့ထင်ရှားရှိတယ်တကယ်ကခပ်ပေါ့မဟုတ်ဘူးနော်အလွန်လေးနေတဲ့အမြင်ပဲတပံဖြစ်လာမယ်ဆိုရင်တော့ဒုက္ခတော့ရှောင်လို့မရဘူးလေဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ဘယ်လိုမျိုးနွယ်စုမှဖြစ်လာပြီဆိုလို့ရှိရင်ဒုက္ခကိုရှောင်လို့မရအောင်ဒါမြတ်စွာဘုရားရဲ့ဒီသစ္စာကိုမြင်တဲ့အမြင်တွေဆိုတာလူမျိုးဆိုတဲ့ဘောင်ကိုလည်းကြော်လွန်တယ်ဘာသာတရားဆိုတဲ့ဘောင်ကိုလည်းကြော်လွန်တယ်မျိုးနွယ်စုဆိုတဲ့နေရာဒေသဆိုတဲ့ဘောင်တွေအကုန်လုံးကိုကြော်လွန်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်အောင်တို့နော်ဒီထီမာကြီးရဲ့ဒီစကားလေးကိုနော်အထူးသဖြင့်အလေးနဲ့ထားပြီးတော့မှတ်သားကြည့်နေတယ်နော်ဇာတတမရဏဟောတိမွေးလာလို့သာလဲကြောက်လာပါတယ်ဆိုတဲ့သေခြင်းကိုရင်ဆိုင်ကြရမှာဟုတ်လားဇာတောဒုက္ခတိပုတ္တိမွေးဖွားလာလို့သာလဲဒုက္ခဆင်းရဲအမျိုးစုံကိုတွေ့ကြုံကြရတာဗန္တံဝရံပရိကလေတံနောက်ဘက်ခံရခြင်းတပ်ဖြတ်ခံရခြင်းအမျိုးအမည်ရည်တွက်လို့မရနိုင်တော့အောင်များပြတဲ့ဆင်းရဲဒုက္ခတွေအကုန်လုံးဟာလည်းမွေးဖွားခြင်းကိုအကြောင်းပြုပြီးတော့တွေ့ကြကြုံရတာတတ္တမဇာတိနာရောစီဒါကြောင့်အဲ့ဒီဇာတိကိုမှမတတ်တတ်ဘူးလို့သူပြောတယ်နော်ဆိုတော့ဆက်ပြီးတော့သူပါပြောတော့နော်ဗုဒ္ဓဓမ္မမတိတိဇာတိယသမတိကမံသဗ္ဗဒုက္ခပါဟနာယသောမံသစ္စေနိဝေတယီတဲ့ဒါကတော့မြတ်စွာဘုရားကိုသူချီးကျူးတာပေါ့နော်ဘုရားမြတ်စွာဘုရားဒီဓမ္မသူတော်ကောင်းတရားကိုအာတိတိဟောတော်မူပြီးဘလို့သူတော်ကောင်းတရားကိုဟောတာတော့ဇာတိယသမတိကမံနော်တဖန်မွေးဖွားခြင်းဆိုတဲ့ဇာတိကိုလွန်မြောက်ခြင်းအလို့မှာနော်ဇာတိရဲ့အဖြစ်တွေကိုပြောပြီးတဲ့နောက်မှာအဲ့ဒီလိုမျိုးဒုက္ခမျိုးစုံကိုဖြစ်စေတတ်တဲ့ဇာတိကနေလွန်မြောက်သွားဖို့အတွက်သဗ္ဗဒုက္ခပါဟနာယဆင်းရဲဒုက္ခအလုံးကိုပယ်ရှားတတ်တဲ့နော်သူတော်ကောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့ဒါသူသုံးလုံးတဲ့စကားလုံးလေးတွေက
ပါဠိတော်တွေထဲမှာတော့များစွာတွေ့ရတယ်ပေါ့နော်ဇာတိယသမတိကမဇာတိကိုလွန်မြောက်သွားစေတဲ့သဗ္ဗဒုက္ခပါဟနာယအလုံးစုံသောဒုက္ခကိုဖယ်ရှားပြစ်နိုင်တဲ့ဘာကိုရည်ညွှန်းတာတော့ဓမ္မသူတော်ကောင်းတရားအဲ့ဒီသူတော်ကောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့သောမသစ္စေနိဝေတယိအဲ့ဒီမြတ်စွာဘုရားကငါ့ကိုအမှန်တရားတည်းဟူသောနိဗ္ဗာန်မှာတွင်ထားလိုက်တယ်တဲ့နော်ဒီစကားလေးကလည်းပဲနားလည်အောင်ပြောကြရှိနော်ဆိုရပါစို့နော်ဒီဓမ္မယုံကြီးကချမ်းသာတယ်ဆိုရင်ဒီစုံတရားကကိုယ်ဓမ္မယုံကြီးဘောကိုလာပြီးတော့ချထားလိုက်တယ်ဆိုရင်ကိုအလွန်ချမ်းသာသွားတယ်ပေါ့အဲ့မြတ်စွာဘုရားကငါ့ကိုနိဗ္ဗာန်တည်းဟူသောဒီမှာတော့သစ္စာဆိုတာပရမတ္ထသစ္စာနိဗ္ဗာန်ကိုရည်ညွှန်းတာနော်အမှန်တရားလို့လည်းပဲဘာသာပြန်မယ်ဆိုရင်လည်းပဲပြန်လို့ရမယ်လို့ထင်ပါတယ်နော်အမှန်တရားထဲမှာမြတ်စွာဘုရားငါ့ကိုထည့်ထားလိုက်တယ်လို့သူပြောတာနော်အဆုံးစုံသစ္စာတရားကဘာလဲနိဗ္ဗာန်ပေါ့နော်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့သစ္စာတရားမှာမြတ်စွာဘုရားငါ့ကိုထည့်သွင်းထားလိုက်တယ်ဟောသူဒီလိုပြောတာနော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ပြည်တော်ကောင်းသူတော်ကောင်းတို့ဟောဇာတိရဲ့အပြစ်ကိုပြောပြတော့မှဒါဇာတိကုံရာကိုသူဘာကြောင့်သိခဲ့ရတယ်မြင်ခဲ့ရတယ်ဆိုတာလေးကိုသူထပ်ပြီးတော့ဖော်ပြတယ်လို့နားလည်ကြရရှိတယ်ပေါ့နော်ယေစရူပဘဂတတ္တာယေစအရူပထာယိနောနိရောဓအပဇာနန္တအာကန္တာရောပုဏ္ဏဘောနောက်ဆုံးဟာလေးကသူကလောကကြီးကိုနည်းနည်းသုံးသပ်ပြသွားတဲ့သဘောနော်ယေစရူပဘဂတတ္တနော်ရုပ်ရှိကြတဲ့တတ္တဝါတွေနော်တရားဓမ္မဦးဇင်းတို့ခန္ဓာဘာအပြည့်စုံရှိကြတဲ့တတ္တဝါတွေလို့ဆိုရင်တာပေါ့နော်ရုပ်ရှိကြတဲ့တတ္တဝါတွေယေစအရူပထာယိနောတဲ့ရုပ်မရှိကြတဲ့အရူပပြမတွေဒါလောကကြီးကိုတော့သူတို့ကအကျေကြီးမြင်တာနော်အဲ့ဒီတတ္တဝါတွေဟာတဲ့နိရောဓအပဇာနန္တနော်အချုပ်ငြိမ်းရာအစစ်အမှန်ဖြစ်တဲ့နိဗ္ဗာန်ကိုသူတို့ဟာမသိကြဘူးမမြင်ကြဘူးတဲ့အဲ့ဒါကြောင့်မလို့အာကန္တာရောပုဏ္ဏဘောတဖန်ထပ်ပြီးတော့မွေးဖွားခြင်းဖြစ်ခြင်းလို့ဆိုတဲ့သဘောတရားတွေကိုသူတို့ကထပ်ပြီးတော့ရောက်ကြရပြန်နေတဲ့နော်ဆိုလိုတာကနော်ရုပ်ရှိတဲ့တရားရုပ်မရှိတဲ့တရားမျိုးစုံတွေဟာနိဗ္ဗာန်ဆိုတဲ့တရားကိုမသိကြမမြင်ကြတဲ့အတွက်ကြောင့်ဟုတ်လားတဖန်ထပ်ပြီးတော့မွေးဖွားရတဲ့အဖြစ်ကိုထပ်ပြီးတော့တွေ့ကြကြုံရတယ်လို့ပြောတာစာလိုကြီးပြောတဲ့အခါကျတော့တချို့ဟာတုံးတုံနားလည်ဖို့မလွယ်ဘူးနော်ဒါကြောင့်တစ်ခါတလေကြတော့လည်းပဲလူငယ်လေးတွေနားလည်ဖို့ဆိုတဲ့နော်စေနာနဲ့နော်အရက်သုံးစကားနဲ့ပြောတဲ့အခါမျိုးမှာနော်ဆိုလိုရင်းအတဲ့တပိကနေပြီးတော့လွဲချော်သွားမှလည်းပဲစိုးရသေးတယ်ပေါ့ဟုတ်လားအေးတော့ဒါလေးကိုမိသက်ပေါင်းသူတော်ကောင်းတို့ဘယ်လိုနားလည်မလို့ရုပ်ရှိကြတဲ့တရားတွေရုပ်မရှိကြတဲ့တရားတွေအဲ့ဒါတွေဟာနိရောဓအပဇာနန္တနိဗ္ဗာန်ကိုမသိမမြင်နိုင်တဲ့အတွက်ကြောင့်အာကန္တာရောပုဏ္ဏဘောတပံထပ်ပြီးလို့ဖြစ်ရတယ်ဆိုတဲ့အခြေအနေကိုရောက်ကြရတယ်တဲ့ဆိုလိုတာကဒုက္ခအားလုံးတို့ရဲ့မူလအရင်းမြစ်ဖြစ်တဲ့ဒီဇာတိဆိုတဲ့သဘောကိုနိဗ္ဗာန်ချမ်းသာကိုမသိမမြင်ညာသေးတဲ့အမျိုးစုံသောတရားတွေကထပ်ပြီးတော့ရောက်ကြရတယ်လို့ပြောတာအဲ့လိုဆိုရင်ဒုက္ခတွေထပ်ပြီးတော့တွေ့ရကြုံရလိမ့်မယ်ပေါ့ဒါကဦးဇင်းတို့ပြည်သက်ပေါင်းသူတို့ရေဘူးရလောကကြီးကိုသုံးသပ်မယ်ဆိုလို့ရှိရင်ဒီအခြေအနေတိုင်းဟောနေကြတာပေါ့နော်ဒါပြောရရင်တရားဓမ္မတို့ရောဦးဇင်းတို့ရောဒီအခြေအနေမှာပဲရှိသေးတာပဲလေနော်နိဗ္ဗာန်ချမ်းသာကိုမသိမမြင်နိုင်သေးတဲ့အတွက်ကြောင့်တပံထပ်ပြီးတော့ဖြစ်ရတဲ့အဖြစ်မျိုးကိုရောက်ကြရအောင်ပါထပ်ပြီးတော့ဖြစ်ရမယ့်အခြေအနေမျိုးကိုရောက်သွားတယ်အဲ့ဒီဖြစ်တဲ့အခြေအနေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုလည်းပဲရင်မဆိုင်တော့လည်းပဲရင်ဆိုင်ကြရအောင်ပါနော်အခုကိုကဘလို့အခြေအနေကြီးကိုရောက်နေတယ်လို့ပဲဆွနောက်တစ်ချိန်မှာဘလို့အခြေအနေတွေ့ရမယ်ကျုံရမယ်ဆိုတာဘယ်သူမှမှန်းလို့မရအောင်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒါပေမဲ့လူတွေကအလောက်ထိရှည်ဝေးလှမ်းပြီးတော့မမြင်ညာဘူးမကြည့်ရဘူးနော်အခုဖြစ်နေတဲ့အခြေအနေလေးကိုကိုယ့်ကိုယ်တော့ကျင့်တတ်ကောင်းကျင့်တတ်မှုရှိခြင်းရှိမယ်ပေါ့သို့တော့ဒီအခြေအနေကအမြဲတည်နေတာမျိုးဟုတ်သလားမဟုတ်ဘူးဟုတ်လားဆိုကြပါစို့တိရစ္ဆာန်ဇာတိမျိုးနဲ့ပြန်နော်ကြုံရဆုံရမယ်ဆိုရင်တိရစ္ဆာန်ရဲ့ဒုက္ခကိုရှင်းဆိုင်ရမှာပေါ့နော်ငရဲဇာတိကြုံရဆုံရမယ်ဆိုရင်ငရဲဒုက္ခကြုံရမှာပေါ့နော်ညှင်းဆန်လို့မရအောင်ခုလူဒုက္ခကျင်ရတယ်ဆိုတာလူဖြစ်လို့ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပြည်သက်မောတော်တော်တို့ဒီနောက်ဆုံးနော်စာလာဘိက္ခုနီမပြောပြတဲ့မနဲ့နဲ့အချီချပြောပြတဲ့စကားကအလွန်တရာမှသူကတော့အနှစ်သာရကြီးမားလာတယ်လို့ဆိုရမယ်တော့စောစောကပြောတာလေးနဲ့တမျိုးတစ်ပါးလာထူးခြားတယ်ပေါ့နော်ဒါကလည်းပဲမေးလာတဲ့မေးခွန်းပုံမှာပဲအခြေခံပြီးတော့အကြောင်းအားလျော်စွာပြောကြရတာကိုဟုတ်လားတသူရဲ့စကားတွေကိုဦးဇင်းတို့ပြန်ပြီးတော့ကြုံသုံးသပ်ကြည့်မယ်ဆိုရင်သူဘာတွေပြောသွားတော့မေးတာကဘာလဲတော့သင်ဘာမနှစ်သက်တာလို့ဘာလို့သင်မကြိုက်ဘူးလေသ
တင်မကြိုက်တာကဘာလဲတင်မနစ်သက်တာကဘာလဲဒါကိုမေးတာနော်တတူဇာတိကိုမနစ်သက်ဘူးလို့ဖြေတယ်အဲ့တော့ဟိုကပြန်ပြောတဲ့စကားကအများကြီးတောင်းမှစဉ်းစားရရှိသွားတယ်တုံးတယုံလူတွေကတော့အဲ့ဒီမန္တပြောတဲ့စကားကိုကြိုက်ကောင်းကြိုက်တာလည်းရှိနိုင်တယ်နော်ဘာဖြစ်လို့ဇာတိကိုမနစ်သက်ရတာလို့မွေးဖွားလာလို့သာလေနှစ်သက်ပွဲကာမအာယုန်တွေကိုတတ္တဝါတွေကခံစားကြရတာဟောကာမအာယုန်ကိုကြိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကမွေးဖွားခြင်းကိုအပြစ်မြင်နိုင်ခြင်းမှမြင်နိုင်မယ်ပေါ့နော်ဟုတ်တယ်ငါလူဖြစ်လာလို့လူဒုက္ခခံစားရတာလို့တွေးရင်တွေးမှာပေါ့နော်လူဖြစ်လာတာကိုပဲကြီးစုတင်နေဆိုတာမျိုးရှိတော့အဲ့တော့ဒီနေရာမှာဦးဇင်းတို့လူဖြစ်ဆိုတာကပြောစရာကဒီကအလွန်များတယ်အခုပြောနေတဲ့ရှုထောင့်ကတစ္ဆာအမြင်ရှုထောင့်ကနေကြည်တာပေါ့နော်သာသနာနဲ့တွေ့ခွင့်ရလို့ဒီဒုက္ခတွေကလွတ်မြောက်အောင်ရုန်းကန်ခွင့်ရှိလို့မို့မြင်မာတဲ့အခြေအနေတရားကနေကြည့်မယ်ဆိုရင်တော့လူ့ဘဝရတာအလွန်မမြတ်တယ်ဆိုတဲ့ရှုထောင့်လည်းရှိရနော်အဲ့ဒါနဲ့သွားပြီးတော့ရောထွေးမှာဆိုလို့ဟုတ်ရဲ့လားအခုပြောနေတဲ့ဇာတိကအားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ပြောတဲ့ဇာတိပေါ့နော်ဘာဖြစ်လို့မွေးဖွားခြင်းကိုမတက်တာလဲမွေးဖွားခြင်းရှိလို့သာလေကာမကိုခံစားကြရတာဓမ္မနဲ့ရဲ့စကားတော့ဒီမွေးဖွားခြင်းကိုမနစ်သက်ဘူးဆိုတဲ့အယူအဆကိုတင့်ကိုဘယ်သူကများသင်ပေးလိုက်တာလို့မဒါပါတော့တော့ထပ်မေးတာနော်ဟုတ်လားဒါကြီးဘယ်လိုလုပ်မြန်သင်ကောင်းနဲ့ရောက်လာတော့ဒီအတွေးဘောဆိုလိုတာဟုတ်လားအဲ့ဒီလိုမျိုးပြောလိုက်တော့ဟိုကပြန်ပြောစရာစကားတွေအများကြီးရမှာပါဘူးလားရသွားတယ်အဲ့မွေးဖွားခြင်းကိုသူဘာကြောင့်မကြိုက်ဘူးလေမွေးဖွားခြင်းကိုမကြိုက်တဲ့အနေအထားမျိုးကိုရောက်အောင်ဘယ်သူကသူ့ကိုသင်ပေးလိုက်တယ်လေအမှန်ပြလိုက်တယ်လေဆိုတာကသူထည့်ပြီးတော့ပြောတာနော်မွေးဖွားခြင်းရဲ့အဖြစ်ကိုဘယ်လိုပြောတော့တည်ဆုံးရတယ်ဆိုတာမွေးဖွားလို့တည်ဆုံးရတာဒုက္ခမျိုးစုံဆိုတာမွေးဖွားခဲ့လို့တွေ့ကြုံရတာနော်အဖန်ခံရတာတွေအသက်ခံရတာတွေနော်အမျိုးအမည်ရည်တွက်လို့မရနိုင်တော့အောင်ကျေပြန့်များပြားလာတဲ့ဆင်းရဲဒုက္ခမျိုးစုံတွေဟာတပံမွေးဖွားခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတယ်ဒါကြောင့်ဒီမွေးဖွားခြင်းကိုမကြိုက်ဘူးလို့သူပြောတာနော်အဲ့ဒီမွေးဖွားခြင်းကိုအဲ့လိုမျိုးမကြိုက်တဲ့အမြင်မှန်ကိုရအောင်ဘယ်သူကသူ့ကိုဟောတာလို့ဆိုတော့ရသော်ဘုရားဟောတာလို့နော်ဒါကိုသူဆက်ပြောတာနော်ဗုဒ္ဓဓမ္မမတိတိဇာတိယသမတိကမံသဗ္ဗဒုက္ခဘာဟာနာယသောမံသစ္စေနိဝိတ္တိတဲ့နော်အလုံးစုံသောဒုက္ခတွေကိုဖယ်ရှားဖို့ရန်အလွတ်မှာတော့ဇာတိကုံခြင်းကိုဖြစ်စေတဲ့ဟောဒီသူတော်ကောင်းတရားကိုအလုံးစုံကိုတည်တဲ့မြတ်စွာဘုရားငါ့ကိုဟောခဲ့တယ်နော်အဲ့ဒီမြတ်စွာဘုရားကလည်းငါ့ကိုသစ္စာဆိုတဲ့နိဗ္ဗာန်တရားမှာထည့်သွင်းထားလိုက်တယ်သူဒီလိုတင်စားပြောတာနော်အလွန်လေးတဲ့အလွန်မှတ်သားစရာကောင်းတဲ့ဒါလေးတွေအရချက်ထားတယ်တော်တော်ကောင်းမယ်ဟုတ်လားပြီးတော့မှသူပါဆက်ပြောတော့လောကကြီးကိုပြန်ပြီးတော့သုံးသပ်ပြတယ်ရုပ်ရှိတဲ့သတ္တဝါတွေရုပ်မရှိတဲ့သတ္တဝါတွေသတ္တဝါမျိုးစုံပါနော်និရောဓအပဇန္တန်နိဗ္ဗာန်ချမ်းသာကိုသူတို့မသိနိုင်မမြင်နိုင်တဲ့အတွက်ကြောင့်နော်အာကန္တာတော့ပုဏ္ဏကောတပံထပ်ပြီးတော့မွေးဖွားခြင်းလို့ဆိုတဲ့ဒီဇာတိသဘောကိုနော်တပံထပ်ပြီးတော့တွေးကြရတယ်ကြုံကြရတယ်ဒီလိုနည်းနဲ့တန်တရားလဲနေကြတယ်ဒါပြောတာနော်အဲ့တော့ဦးဇင်းတို့ပြီးတော့ကောင်းတော်ကောင်းတို့ဒီဒီမှာ၃ပါးနော်အကြောင်းအရာတွေတော့အကုန်လုံးစုံသွားပြီနော်နာရီကလည်းတနာရီထိုးတော့နော်နည်းနည်းပဲလို့တော့တော့အားလုံးကိုပြန်ပြီးတော့ခြုံငုံသုံးသပ်ကြည့်မယ်နော်ဘိက္ခုနီမကြီး၃ပါးဟုတ်လားဇာလာရဲ့ဥပဇာလာရဲ့တိတုပဇာလာရဲ့တော့မနမေးတဲ့မေးခွန်းပေါ်ကိုပဲအခြေခံပြီးတော့တို့ရဲ့မြင်မှန်းလာတဲ့နော်ဉာဏ်ပညာနဲ့ပြောခဲ့တဲ့စကားတွေဟာတရားဓမ္မတို့ဦးဇင်းတို့အတွက်အများကြီးအသိဉာဏ်ပွင့်လင်းစရာအကြောင်းရှိတယ်ပေါ့နော်ဒါတွေကိုပြန်ပြီးတော့တခုချင်းစီနှိမ့်ချုပ်နေမယ်ဆိုရင်အများကြီးကြားလိမ့်မယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ရုပ်တည်အတန်တွေမှတ်တာလည်းရှိတဲ့အတွက်ကြောင့်ဒီထီရီမာကြီးတို့ရဲ့အကြီးမားလာတဲ့ဉာဏ်ပညာနဲ့ပြောခဲ့တဲ့စကားတော်တွေကိုစဉ်းစားဆင်ခြင်နှလုံးသွင်းပြီးတော့မိမိတို့လည်းပဲအဲ့လိုကြီးမားတဲ့ဉာဏ်ပညာတွေတော့ရရှိအောင်နော်တတိပဋ္ဌာန်ဘာဝနာတရားကိုဆွေးနွေးမြင်မြင်အထုတ်နိုင်ကြတယ်ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပူညံမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချမျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း